ဒီတက်စင်ကတ်ကိုအသုံးပြုနေကြတဲ့မိတ်ဆွေတိုင်းဒီတက် app software လေးကိုမိမိရဲ့ဖုန်းထဲမှာမဖြစ်မနေထည့်ထားဖို့လိုအပ်ပါတယ်။ဘာကြောင့်ထည့်ထားသင့်တယ်လဲဆိုရင်ဒီတက်စင်ကတ်ကိုအသုံးပြုနေကြတဲ့သူတိုင်းအတွက်ဒီ software လေးကိုမိမိရဲ့ဖုန်းထဲမှာထည့်ထားမယ်ဆိုရင်ဘယ်လိုမျိုးအကျိုးခံစား권တွေရသလဲဘယ်လောက်ထိအသုံးဝင်လဲဆိုတာကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုဒီဗီဒီယိုလေးနဲ့သေချာရှင်းလင်းပြသွားပေးမှာဖြစ်ပါတယ်။ကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးခင်ဗျာ။ပထမဆုံးမိမိရဲ့ဖုန်းထဲမှာဒီတက် app software လေးရှိထားဖို့လိုပါတယ်။မရှိသေးဘူးဆိုရင်ကျွန်တော်တို့ Play Store မှာသွား download လိုက်ပါ။ကဲ software လေးထဲဝင်လိုက်မယ်။ software လေးထဲရောက်လာရင်ဒီတက် app ကဘယ်လောက်ထိအသုံးဝင်လဲဆိုတာမိတ်ဆွေတို့ကိုလက်တွေ့ပြသွားပေးပါမယ်။အချက်အလက်များဆိုတဲ့နေရာကိုတစ်ချက်နှိပ်မယ်။ပြီးရင်ဒီနေရာမှာကြိုင်ဒီဖုန်းငွေရှင်းခြင်းဆိုတဲ့နေရာကိုတစ်ချက်နှိပ်မယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ပထမဆုံးတစ်ခုအနေနဲ့မိမိမှာဖုန်းလက်ကျန်ငွေမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ဖုန်းငွေရှင်းလို့ရပါတယ်ပေါ့နော်ဘယ်လိုမျိုးရှင်းရမလဲဆိုတာကျွန်တော်တို့နံပါတ်တွေတွားနှိပ်နေစရာမလိုတော့ပါဘူးဒီထဲမှာတင်တခါတည်းရှင်းလို့ရတယ်ပေါ့နော်ကဲယခုတွားမည်ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်ခဏစောင့်မယ်ဒါဆိုရင်ဒီထဲမှာကိုကဖုန်းမေးအရေးပေါ်10ဘတ်ရှိကျင်လား20ဘတ်ရှိကျင်လား30ဘတ်ရှိကျင်လားကျွန်တော်တို့ကြက်တလောက်ရှိလို့ရပါတယ်ပေါ့နော်ကျွန်တော်110ဘတ်ထိရှိလို့ရပါတယ်ကဲလို့ရှိမယ်ဆိုရင်ကျွန်တော်တို့10ဘတ်ရှိမယ်ဆိုရင်10ဘတ်ကိုကျွန်တော်အမှန်ချစ်လေးထည့်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့အောက်ကရှေးရန်ဆိုတဲ့ဒီနေရာလေးကိုနှိပ်မယ်ကျွန်တော်အတီးပြုတ်ပါဆိုရင်အဲ့ဒီနေရာလေးကိုနှိပ်ပေးလိုက်တာနဲ့ကျွန်တော်တို့ဖုန်းထဲကိုဘတ်ငွေ10ဘတ်ရောက်လာမှာပဲဖြစ်ပါတယ်ပေါ့နော်ကဲကျွန်တော်ကတော့မရှိပြတော့ပါဘူးပေါ့နော်ကျွန်တော်တို့ဒုတိယတစ်ချက်အနေနဲ့မိမိမှာတကယ်လို့အင်တာနက်တွေမရှိတော့ဘူးဖုန်းလက်ကျန်ငွေလည်းမရှိတော့ဘူးအရေးပေါ်အင်တာနက်ရှင်းသုံးနေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာရှင်းသုံးလို့ရပါတယ်ပေါ့နော်ယခုသွားမည်ဆိုတဲ့နေရာနှိပ်မယ်ခဏစောင့်မိလိုက်မယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့အင်တာနက်24နာရီပေါ့နော်တရက်စာပေါ့နော်ကျွန်တော်ရှင်းလို့ရတယ်ပေါ့နော်ကျွန်တော်35ဘတ်ကြမယ်ပေါ့နော်ကဲလို့ရှင်းမယ်ဆိုရင်ကျွန်တော်တို့ဒီနောက်တစ်ခုဆိုတဲ့နေရာကိုရှင်းနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့အတီးပြုတ်ပါကိုနှိပ်ပေးလိုက်တာနဲ့မိမိရဲ့ဖုန်းထဲကိုအင်တာနက်တရက်စာရောက်လာမှာပဲဖြစ်ပါရဲ့ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တစ်ချက်ပြပေးမယ်ကဲဒီဘက်လေးကိုဆွဲလိုက်မယ်ပေါ့နော်ဒါတော့ပတ်ကေပေါ့နော်ကြိုင်ဒီအရင်ပတ်ကေပေါ့နော်ဒီမှာတကယ်လို့ဒါတော့ကြိုင်ဒီဖုန်းဝယ်လွှဲခြင်းဝန်ဆောင်မှုပေါ့နော်တကယ်လို့မိမိရဲ့တငယ်ချင်းတယောက်ကိုကိုယ့်ရဲ့ဖုန်းထဲကနေပြီးဖုန်းဝေလမ်းလွှဲခြင်းနဲ့ဆိုရင်ကျွန်တော်တို့ခဏနေသွားနှိပ်နေစရာမလိုတော့ဘူးပေါ့နော်ဒီထဲမှာလွှဲပေးလို့ရတယ်ပေါ့နော်ယခုသွားမည်ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်မယ်ခဏလေးစောင့်မေးလိုက်မယ်ကဲဒီနေရာမှာဆိုရင်တော့ကျွန်တော်ကဖုန်းလက်ကျန်ငွေမရှိတဲ့အတွက်ဒီမှာမပြဘူးပေါ့နော်ကဲတကယ်လို့မိမိတို့ရဲ့ဖုန်းထဲမှာဖုန်းလက်ကျန်ငွေရှိတယ်ဆိုရင်ဒီတိုင်းလေးပြမယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့လွှဲမယ်ဖုန်းနံပါတ်ကိုကျွန်တော်တို့ရိုက်ထည့်ပေးလိုက်မယ်ပြီးရင်အောက်ကကိုငွေလွှဲမဲ့ပမာဏကိုရေးထည့်ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အောက်ကလွှဲပြောင်းဆိုတဲ့နေရာကိုနှိပ်ပေးလိုက်ရင်ရပြီပေါ့နော်ကဲနောက်တစ်ချက်ပြပေးမယ်ကျွန်တော်ဒီမှာဆိုရင်ကြိုင်ဒီရဲ့တိုးချင်းဝန်ဆောင်မှုပေါ့နော်မိမိရဲ့စင်ကတ်တွေကိုပေါ့နော်ကျွန်တော်တို့ဖုန်းဝင်မဖြစ်ရကြရင်စင်ကတ်ကတက်တန်းကုန်သွားတတ်ပါတယ်ပေါ့နော်တချို့တွေလာမေးကြရပေါ့နော်စင်ကတ်တက်တန်းဘယ်လိုတိုးရမလဲဆိုပြီးကျွန်တော်ဟိုနေ့ကလည်းစင်ကတ်တက်တန်းတိုးနေဗီဒီယိုတင်ပေးတာရပေါ့နော်ကဲလို့အဲ့ဒီဗီဒီယိုသွားမကြည့်ချင်ဘူးဆိုရင်ကျွန်တော်ဒီထဲမှာတိုးလို့ရရပေါ့နော်ယခုသွားမည်ဆိုတဲ့နေရာကိုနှိပ်မယ်ဒီမှာဆိုရင်ကျွန်တော်တို့စင်ကတ်တက်တန်းမိမိကဘယ်လောက်တိုးမှလဲ30ရက်ဆိုရင်ကျွန်တော်တို့ဝန်ဆောင်ကဒီမှာ3ဘတ်ပဲကြာပါရဲ့ကျွန်တော်တို့ရက်90ဆိုရင်6ဘတ်ပဲကြာပါရဲ့ပေါ့နော်ရက်180ဆိုရင်ဒီထဲမှာ15ဘတ်ပဲကြာရပေါ့နော်တကယ်လို့ကိုကဘယ်လောက်တိုးခြင်းလဲပေါ့နော်1လတိုးခြင်းလား3လတိုးခြင်းလား6လတိုးခြင်းလားကိုတိုးခြင်းတဲ့တက်တန်းကိုဒီလိုလေးအမှန်ချလေးနှိပ်ပြီးအောက်ကဘိုင်နောင်းဆိုတဲ့နေရာကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့တက်တန်းတိုးပြီးသွားပြီပဲဖြစ်ပါရဲ့ပေါ့နော်ကျွန်တော်နောက်တစ်ချက်ပြပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကြိုင်ဒီအရေးပေါ်ဖုန်းပြန်ခေါ်ခြင်းဝန်ဆောင်မှုပေါ့နော်တကယ်လို့မိမိမှာဖုန်းလက်ကျန်ငွေလည်းမရှိတော့ဘူးအင်တာနက်လည်းကုန်နေရဲ့ကိုကအရေးကြီးဖုန်းပြန်ခေါ်ခိုင်းခြင်းနဲ့ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီနေရာယခုသွားမည်ဆိုတဲ့နေရာနှိပ်မယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီမှာအောက်မှာပြထားရပေါ့နော်ကျွန်တော်တို့
ယခုခေါ်ပါလို့နှိပ်ယခုခေါ်ပါဆိုတဲ့နေရာကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့မိမိရဲ့ဖုန်းကွက်တော့ရောက်သွားမယ်ပေါ့နော်ဒီနောက်ကကျွန်တော်တို့စတာ114စတာပြီးရင်ကျွန်တော်နောက်ကကိုယ့်ရဲ့ဖုန်းနံပါတ်ကိုခေါ်စေခြင်းနဲ့ဆိုရင်ကိုခေါ်စေခြင်းတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ဒီထဲမှာရေးထဲမှာပြီးရင်ရှက်ကိုနှိပ်မယ်ရှက်ကိုနှိပ်ပြီးယခုခေါ်ပါအောင်နှိပ်လိုက်တာနဲ့ကျွန်တော်တို့မိမိကိုတစ်ဖက်လူရဲ့ဖုန်းထဲကိုမိမိမက်ဆေ့ရဝင်သွားမယ်ပေါ့နော်ဒါဆိုရင်သူတို့ကကိုယ့်ကိုဖုန်းပြန်ခေါ်ပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်အခုကျွန်တော်ပြသွားတဲ့အရာတွေကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတဲ့မယ်လို့ယုံကြည်ပါတယ်နောက်ထပ်ငွေချင်းတွေတွေ့ရအောင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share ပြုလုပ်သွားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ